ကျွန်တော်ဒီနေ့ပြပြပေးချင်တာကတော့ဝေဖန်ရေးလို့ပြောရင်လည်းပုံမှန်ပဲဗျအခုတလောကျွန်တော်စမ်းမြင့်ကြည့်ရဲမြန်မာစကားတွေ horror series တွေဖြစ်တဲ့အောင်မြတ်တာတင်နဲ့စစ်တလုံးမောင်မုံတို့အကြောင်းကိုကျွန်တော်ပြပြပေးချင်တာဖြစ်ပါတယ်။ Okay အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ AG Horror Room Channel လေးကနေပြီးတော့ဒီကလူကြီးမင်းတို့ကိုပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်ဒီတစ်ပတ်မှာကတော့ဒီဝေဖန်ရေးအကြောင်းကိုဘာကြောင့်ပြောရလဲဆိုတော့မြန်မာ horror ကားတွေအကြောင်းကိုလည်းကျွန်တော်ကအမြင်နဲ့ message မပြတ်ကျွန်တော်ကြည့်လေရှိပါတယ်မြန်မာစကားတွေကိုကြည့်ဖြစ်တယ်အဲ့ဒီကမှမြန်မာ series တွေဖြစ်တဲ့ horror series တွေဖြစ်တဲ့တာတီအောင်မြတ်တာနဲ့စစ်တလုံးမောင်မုံဆိုတဲ့ဒီစကားလေးတွေအကြောင်းကိုကျွန်တော်နည်းနည်းလေးပြောပြမယ်ပေါ့နော်ဆိုတော့မိတ်ဆွေတို့ကဗျာတာတီဆိုတာနဲ့ဘာကိုတန်းမြင်မိကြလဲကျွန်တော်ကတာတီဆိုရင်တောင်ကုန်းတို့မီးလောင်ကုန်းတို့ပေါ့နော်ပြီးတော့တာတီအမေချက်တဲ့ဒီဝတ်သားပုံကြီးချက်ရဲတောင်းထိုင်ရက်နေတဲ့ဘိုးညံရဲပြီးရင်သမင်းစားပြီးတော့ဘိုက်လေးပြီးဆေးဘောလေးလေးပေါ်ပြီးတော့ဝဘိုးဝုံးလေးပေါ်မှာပစိုးလေးခောက်တင်ပြီးမင်းနေတဲ့တာတီကိုကျွန်တော်ကတော်ပြီးမြင်တတ်ပါတယ်ဒါပေမဲ့ဒီလိုစကားတွေမှာတော့ဒီစာအုပ်တွေကိုစကားပြောင်းတဲ့အခါမှာတော့အဲ့လိုမျိုးအညာဒေတာရဲ့ရှားတာအညာဒေတာရဲ့တဘာဝတွေဘာမှပါလာတော့တာကိုကျွန်တော်တို့မတွေ့ရတော့ပါဘူးပြီးတော့အဲ့မှာဆိုးတာကရိုက်ချက်တွေပြီးတော့ဇညုံးတွေလှုပ်ထားတွေကဘာတွေမှန်းလဲကျွန်တော်မပြောပြတတ်ဘူးဗျတချို့ရိုက်ကွင်းနေမှာဆိုရင်ညဘက်ရိုက်ရမယ့်ဇက်ခန်းအခန်းတွေကိုဆင်းတွေကိုသူတို့ကနေဘက်ရိုက်ထားတယ်ဒါကိုသူတို့ကအဖက်သုံးပြီးတော့အတင်းညမောင်ဖြစ်သူတို့ဖန်တီးကြတယ်ဖန်တီးတာကဖန်တီးပါညဘက်ရိုက်ရမလို့ရောဒါပေမဲ့ခက်တာကအဲ့မှာအဲ့ဒီလုပ်တဲ့ခါများလိုအပ်တာလားပေါ့နော်မောင်နေရင်းနဲ့မှဖြတ်ခနဲ့အဖက်ပြုတ်ပြီးတော့ချက်ချင်းလင်းလာတာချက်ချင်းမိုးလင်းတာပေါ့နော်ဆိုတော့အဲ့ဟာတွေကတော်တော်ပစ္စလက်ခတ်လှုပ်ထားတယ်လို့ကျွန်တော်ကခံစားရတယ်ညံ့တယ်လို့မပြောချင်ဘူးဒါကအမှန်တကယ်ဒါတေချာ view site လုပ်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုး pop ပြက်လေးတွေကိုကျွန်တော်တို့ခံစားရမှာမဟုတ်ဘူးဗျအခုကတော့အရန် pop ပြက်နိုင်လို့နေတာကိုတွေ့ရတယ်ပြီးတင်းချိုင်းပြောင်းတဲ့အခန်းလားမသိဘူးအဲ့အခန်းမှာလေးဗျကားလော်ရီကားလင်းကားစီးငားရမှာဗျကျွန်တော်တို့ကမငားနိုင်ဘူးလားမငားနိုင်ဘူးဆိုရင်တော့ဗျစီချန်ကောင်းကောင်းလေးတုံပြီးတော့ရိုက်အဖက်ကောင်းကောင်းတုံပြီးရိုက်အခုကဗျအဲ့ကားရဲ့တောနေတဲ့ပုံစံကြီးကအဲ့ဒီတင်းချိုင်းပြောင်းတဲ့နေရာမှာဝင်းညံတွေကိုလာတင်ရလားမတင်နဲ့ထင်းနေအဲ့ကားတွေကလည်းသူတို့အဖက်တွေပဲတုံထားတယ်အဲ့မှာလည်းအဖက်တွေကမလမ်းပါနဲ့ဒီပေါ့ပြပြနိုင်တာတွေကိုကျွန်တော်တို့မြင်ရတယ်ဗျပြီးတော့ဗျာတာတီဆိုတာရက်ရွက်ကိုကူညီတတ်တယ်မိဖကိုကူညီတတ်တယ်ဒီတိုင်းပုံမှန်လူငယ်လေးတယောက်ပဲဖြစ်ပါတယ်ကူညီဖို့လိုအပ်လာတဲ့ကိစ္စတွေကိုဘယ်လိုအရာမျိုးမဆိုသူကကူညီတတ်တယ်အဲ့လိုလူမျိုးလေးတယောက်ပါအခုဇက်ကားမှာကျတော့တာတီကိုမြင်ရတာကတာတီကအထာလေးတွေနဲ့ပြီးတော့ဒီအဆိုးဆုံးကတော့ဇက်ပို့တွေဘာဖြစ်ရှင်လို့ဖြစ်ချင်မှမသိပဲတကားလုံးတာတီမှတာတီဖြစ်နေတယ်ကြီးစရာခန်းဆိုလည်းကြီးစရာမကောင်းဘူးလို့ကြောက်စရာခန်းဆိုရင်လည်းကြောက်စရာမကောင်းဘာဖြစ်လို့ဖြစ်ချင်နေမှမသိဘူးဇက်ကားတကားလုံးကဘလို့ကြီးမှမသိဘူးပြောရင်အရင်ကိုပေါ့ပြက်နိုင်တယ်အမှန်ကကောင်းပြီးသားစာအုပ်တွေပေါက်ပြီးသားစာအုပ်တွေဗျအဲ့ဒါကိုရိုက်တဲ့အခါမှာနည်းနည်းလေးတော့တန်ဖိုးထားသိနေလို့ကျွန်တော်ကတော့မြင်မိပါတယ်နောက်တစ်ခုကတော့ဇေယနာရာမညရဲ့အောင်မြတ်တာအဲ့ဒီစာအုပ်လေးဆိုရင်လည်းအရန်ကိုကောင်းတဲ့စာအုပ်ထဲမှာပါတယ်အရန်မိုက်တယ်ကျွန်တော်အရန်ကြိုက်တဲ့အထဲမှာပါတယ်ဘူးသူတွေလည်းရရတယ်ဂေမီရနဲ့ပတ်သက်လို့ဒီ trap ပေါက်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မကြားဘူးတာတွေကိုကြားရတယ်အဲ့ဒီစာအုပ်ကနေပြီးတော့ဘူးသူတွေလည်းအများကြီးရရတယ်ပြီးတော့အောင်မြတ်တာဆိုတာကခင်ဗျားသိတဲ့အတိုင်းဆရာအောင်မြတ်တာဆိုတာက trap ပေါက်ပုဂ္ဂိုလ်တပားလိုမျိုးပဲဗျသူကဒီအောင်လဲနဲ့ဘာတွေကိုရင်ဆိုင်ရတဲ့အခါမှာလည်းမြစ်တာနဲ့တာပဲဖြည့်ရှင်းတယ်မြစ်တာနဲ့တာပဲအနိုင်ယူတာများတယ်ဒါပေမဲ့ခက်ထန်ကြမ်းတဲ့နေတာမရှိဘူးသူမှအမြဲတမ်းမြစ်တာတရားနဲ့အေးရှင်းနေတဲ့လူတစ်ယောက်ပဲဒါပေမဲ့ဇက်ကားထဲမှာကြတော့ဘလို့ဖြစ်လဲဆိုတော့ထွေးရပေါက်ပုဂ္ဂိုလ်တပားဆိုတာတဲ့ဒီဆရာတပားနဲ့တူတယ်ဗျဆရာတပားအပနေတဲ့ပုံစံမျိုးဒေါသတကြီးနဲ့အပနေတာတွေကိုမြင်ရတယ်ပြီးတော့အရန်ကြောက်စရာကောင်းရတယ်ဆိုတော့မကောင်းဘူးကာလာအဖက်တွေအဲ့ဒီတိုင်းပဲတစ်ချိန်လုံးတောနေလို့မရဘူးကျွန်တော်ဟိုးငယ်ငယ်တုန်းကရိုက်ခဲ့တဲ့ဒီယောဂါတွေတင်စားသလိုမျိုးပေါ့နော်ယောဂါဆိုပြီးတင်စားကြခေါ်ကြတယ်ပေါ့နော်နေထူနိုင်တို့အဲ့ရှိကဆိုရင်နေချက်လင်းတို့တင်ဟာတင်ဆိုးတို့ရှိရပေါ့နော်အဲ့လိုအများကြီးဒါပေမဲ့အဲ့ဒီအတိုင်းပဲအခုချိန်ကြီးလေးဖြစ်လို့မရဘူးကာလာတွေကအဲ့တိုင်းဆိုရင်တော့မှအရင်တော့ကမင်းသားတွေကပိုကောင်းနေဗျဇလဲဇညုံတွေလည်းပိုကောင်းတယ်အခုကျတော့မင်းသားတွေကမကောင်းတာလည်းမဟုတ်ဘူးကောင်းတဲ့မင်းသားတွေပဲတုံးထားတာဖြစ်တယ်ဒါပေမဲ့လည်းဒီလိုပေါ့ပြဖြစ်နေရတဲ့ကဘာကြောင့်လဲပြီး over acting ဖြစ်တယ် over acting ဖြစ်တာတွေဆိုတော့ကလည်း director တွေပေါ်မှာအများကြီးမှုတွေပါတယ်ကျွန်တော်တခါတလေကြာရင်ဒီဇက်ကားတက်ကမကောင်းတာကိုအဓိက main အနေနဲ့အပြစ်တယ်မှာ director ပဲဗျ character တယောက်ချင်းစီကိုဘေးနားမှာဘယ်လို dialogue မျိုးသုံးရမယ်ဘယ်လို character တယောက်ကဘယ်လိုဇယိုက်လက္ခဏာမျိုးရှိရမယ်ဆိုတော့ director ကစီစဉ်ညွှန်ကြားတာဒီ scene တစ်ခုကို तू မကြိုက်မရှင်းကိုအဲ့ actor တွေကို तू ပြောပိုင်ခွင့်ရှိတယ် तू ရိုက်ပိုင်ခွင့်ရှိတယ်ဗျသူ့မှာအခွင့်အာဏာအပြည့်ရှိတယ်အဲ့ scene တစ်ခုပေါ်မှာ director ဆိုတာဒီရိုက်ခွင့်တစ်ခုလုံးပေါ်မှာဘရင်တစ်ပါးဖြစ်တယ် game ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေရမှာကိုအခုကအဲ့လိုမျိုးမဖြစ်ဘူးဇလန်းတွေကပြီးတော့နောက်တစ်ခုအဲ့မှာပြောချင်တာကတက်ခိုင်နဲ့တောက်ရတက်ခိုင်တောက်ရသည်ဆိုရင်လေအောင်မြတ်တာကိုကျတော့အရင် fine ထားတယ်ဗျတက်ရင်တက်ခိုင်တက်ရောက်ကြီးလိုက်ရင်ယောဂီဝတ်စုံတော့ဝတ်ထားပါရဲ့တေတက်မရှိဘူးတခါတလေဒီအလောတကြီးဝင်ပြောတတ်တာတွေကရှိသေးတယ်ဘာလို့ဘာမှမသိဘူးဆရာကိုကြော်ပြောတယ်အဲ့ပုံစံမျိုးတွေလည်းလှုပ်ထားတယ်စာအုပ်နဲ့ဇက်ကားနဲ့ကပေးတဲ့ရသချင်းကမတူဘူးကဲဗျာမတူစင်မတူပါအောင်မတူပါနဲ့အောင်ကျွန်တော်ပြောတာမတူစာအုပ်ကတော့စာအုပ်တစ်မျိုးဖြစ်တယ်ဇက်ကားကလည်းဇက်ကားရသတစ်မျိုးကောင်းတယ်ဆိုတော့ဒီအင်္ဂလိပ်နိုင်ငံခြားကားလည်းရှိရ Harry Potter တို့ဆိုလည်းအဲ့လိုမျိုးပဲဒါပေမဲ့လည်း
လည်းစာအုပ်တဲ့အရင်လည်းချိုးမထွက်ဘူးစာအုပ်အထင်းမှာပဲရှိတယ်နည်းနည်းပြောင်းလဲသွားတဲ့ဆင်းတွေရှိမယ်နည်းနည်းပြောင်းလဲသွားတဲ့ character အခန်းတွေရှိမယ်အဲ့ဒါလောက်ပဲရှိရမှာဒါပေမဲ့အခုကားတွေမှာကျတော့ပေါ်ပြနိုင်တာပြီးရင်ဇလန်းကပေးချင်တဲ့မုံလားရတာကနေပြီးတော့ဖောက်ထွက်သွားပြီးတော့ဘာလို့ဖြစ်ချင်လို့မသိတဲ့ပုံစံမျိုးဖြစ်သွားတယ်အထူးသဖြင့်ကျွန်တော်ဒီဇိုင်ကမှာပြောချင်တာကကြတော့အဲ့ဒီအောင်မြတ်တာကိုပဲပြောချင်တာအောင်မြတ်တာဆိုတာဒီတိုင်းဆရာတဘာမဟုတ်ဘူးဗျာထွက်ရပါပုဂ္ဂိုလ်တဘာဖြစ်တယ်အဲ့ညကိုရိုက်ထားတာကဒီဒေါသတကြီးနဲ့ပုံမှန်ဆရာတယောက်အပနဲ့တို့လိုမျိုးရိုက်ထားတဲ့အခန်းတွေဆိုအစိုးဆုံးဒိတ်ကမရှိဘူးသူ့ရဲ့အေးချမ်းတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အသွင်လက္ခဏာမျိုးကိုမမြင်ရဘူးဒါပေမဲ့နောက်ပိုင်းဇက်ကတွေကတော့ကောင်းတယ်လို့ပြောတယ်ဒါရိုက်တာချိန်လိုက်လို့များလားမင်းသားချိန်လိုက်လို့များတော့မသိဘူးဒါပေမဲ့အဲ့ဒီကလည်းကောလာဟာလာတခုကြားလိုက်ပါသေးတယ်မင်းသားဒါပေမဲ့ကျွန်တော်အဲ့တော့မကြည့်ဖြစ်သေးဘူးအခုမှကျွန်တော်မြေစံကြည့်ဖြစ်တာဆိုတော့ကျွန်တော်ထုံးကုန်ကားလေးမကြည့်ရသေးဘူးနော်။စစ်နိုင်ကားတွေကိုပဲကျွန်တော်ကြည့်ဖြစ်သေးတယ်။ဒါပေမဲ့စစ်နိုင်ကားတွေမှာနောက်ပိုင်းကားတွေကောင်းပါတယ်။ဇက်ကားကတော့မကောင်းပြောတာမဟုတ်ပါဘူး။မင်းသားကလည်းတကယ်တော်တယ်မင်းသားတယောက်ပါ။ဆိုလို့ရှိရင်ကဒီအားရအကုန်လုံးကမကောင်းပြောချင်ကျွန်တော်ဒါရိုက်တာကိုပဲကျွန်တော်ကလက်ညှိုးထောက်ပြချင်တယ်ဗျ။ဒီထဲမှာမှကျွန်တော်အားရတယ်ကျွန်တော်သဘောကျတဲ့စီးတစ်ခုပါတယ်။အဲ့ဒါလည်းစေတလုံးမောင်ပေါ့။စေတလုံးမောင်ဘုံဆိုတဲ့ဇီးကကြတော့ဒီကာလာအနေထားလဲမိုက်တယ်။ပြီးရင်ကျွန်တော်စောနာပြောတဲ့၃ကားလုံးကနေဘက်တွေမှာမျိုးတည်ထားတဲ့ဇက်အိမ်တွေဇက်ကားတွေဒါပေမဲ့ကျွန်တော်စေတလုံးမောင်ဘုံကိုဘာမှမသိဘူး။စာအုပ်လည်းမဖတ်ဘူး။အဲ့ဒီအကြောင်းတွေလည်းကျွန်တော်မသိဘူးပြီးတော့ဗျအဲ့ဒီဇက်ကားမှာတုံးထားတဲ့အဓိကဇက်ဆောင်မင်းသားမင်းသမီးတွေကြတော့မျက်နှာသစ်နာမည်မကြီးသေးတဲ့မင်းသားမင်းသမီးတွေကိုတုံးထားတယ်ဒါပေမဲ့သူတို့ကိုဝိုင်းရန်ထားတဲ့ဒီဇက်ပိုတွေကကြတော့တကယ်ကိုပဲဝါရင်တဘာရင်တွေကိုပတ်ပတ်လေးဝိုင်းထားတာကိုတွေ့ရတယ်ပေါ့နော်ဇက်ကောင်တကောင်ချင်းစီကိုလိုက်ပြီးထိခါတာတွေ့ရတယ်အလင်းမောင်ကိုက်တာကောင်းတယ်ကြောက်စရာရှိရဲ့အခန်းလေးလည်းတော်တော်ကြောက်စရာကောင်းတယ်ရှုပ်အခန်းလေးတွေလွယ်ချက်ရှိခင်မဲ့လေဒါမျိုးလေးဖြစ်ရမယ်ဗျကျွန်တော်ဆိုရင်ဥပမာဒီဟိုပါစိတ်လုံးမောင်မမွေးတဲ့အခန်းမျိုးပြည့်စုံမိုက်တယ်အဲ့မှာဇောဦးကရော်ဆောင်နဲ့လားရုပ်ကစိုးလားမသိဘူးအဲ့လိုမျိုးလာပြောတာဗျာသိမလားသူ့အဖေကိုဘေရှင်မွေးလိုက်မယ်ပြီးပထမဆုံးစသချင်းအခန်းမှာကလေးမလေးတယောက်အပြစ်လုပ်ထားလားမသိဘူးအဲ့မှာကွင်းပိုင်ကြီးဆိုတဲ့ဝင်ရောက်ပူကတ်တာကိုမိစ္ဆာနေတဲ့အခန်းပေါ့အပနေတဲ့အခန်းအဲ့မှာလှရတယ်ဗျာသိမလားကျွန်တော်ပြောချင်တာရိုးရဆန်တဲ့ဒီ trading ဆန်တဲ့ပါနီကန်တခန်းကိုမြင်ရတယ်ပြီးသူ့မှာမန်ပါတယ်ဟန်ပါတယ်ဒါပေမဲ့တော့သာမပါဘူးစေတလုံးမောင်ဘုံကအဲ့မှာသူတက်လာတယ်တက်မလာခင်တည်းကတည်းကစိန်ခေါ်တယ်သူတို့ရောက်ကြတဲ့တကားကိုဝန်ကနေပွင့်သွားတယ်ပေါ့နော်ဝင်လာခဲ့ဆိုတဲ့တက်လာခဲ့ဆိုတဲ့အထာမျိုးကိုမြင်ရတယ်ဆိုတော့မောင်ဘုံကအေးဆေးပဲပေါ်ကိုတက်သွားတယ်ပြီးတော့အိမ်ချင်းကိုပြောတယ်ကျွန်တော်ဖျားမင်းပူဇော်ခြင်းတယ်ဖျားမင်းပူဇော်တယ်သူဖျားရှိခိုးတယ်သူအေးဆေးလုပ်တယ်ဟိုဘက်မှာတည်းပူနေတာသူမြင်တယ်သူလှုပ်ရှားရှိတာကိုလှုပ်ပြီးမှသူစပြီးတော့ညင်တတာလေးကိုသူကင်တွေ့တယ်စကားအများကြီးမပြောဘူးထိထိရရောက်နဲ့ကင်တွေ့သွားတယ်ဒါကဇလန်းဗျဒါပေမဲ့အဲ့လိုရိုက်နိုင်ဖို့ကလည်းဒါရိုက်တာအဓိကဒါရိုက်တာတွေဒီနေရာမှာအဲ့စကားနဲ့ရှင်ကြည့်လိုက်မယ်ဆိုရင်အောင်မြတ်တာနဲ့တာတွေကညံ့လို့လားမဟုတ်ဘူးပေါက်ပြီးသားစာအုပ်တွေအရန်ကောင်းတဲ့စာအုပ်တွေဒါပေမဲ့ဇကားပြောင်းတဲ့နေရာမှာဇကားဖြစ်အသွင်ပြောင်းတဲ့နေရာမှာဘာကြောင့်ဒီလောက်ဒီဆိုးဆိုးရွာ့ဖြစ်ရတာလဲကျွန်တော်မတွေးတတ်ဘူးဒီလိုမျိုးဒါရိုက်တာတွေရှိရဗျအဲ့အရာတွေကိုအမှန်တကယ်ဒါရိုက်တာလည်းညံ့လို့မဟုတ်ဘူးကျွန်တော်ထင်တာကဒီဘယ်လိုပြောရမလဲဖြစ်ကြတဲ့ဆန်းလောက်တဲ့ပုံစံသူတို့ပေါ့တာအားရပြီးအဆင်ပြေပြီးဒီလောက်ဆိုရင်အဆင်ပြေတယ်ဒီလောက်ဆိုရပြီအဲ့လိုမျိုးတွေးတာလားသူတို့တွေဒါပေမဲ့သူတို့အင်တာဗျူးတွေမှာလည်းကျွန်တော်ကြားရတယ်သိန်းကိုထောင်နဲ့တောင်းနဲ့ရှိပြီးတုံးကြတယ်သိန်း4000ကုန်နဲ့သိန်း5000ကုန်နဲ့ပြီးရင်တချို့အင်တာဗျူးတွေမှာဇက်ပိုတွေဆိုရင်လည်းမြန်မာစာရကြတာတော့မရှိဘူးသူတို့အဲ့လိုမျိုးကားတွေမှာအဓိကကာရီတာတွေလည်းမြန်မာစာမပါဘူးဇက်ပိုတွေကိုလည်းအများကြီးမပေးရအောင်ဆိုဘယ်နားမှသွားပြီးကုန်ကြနေတာလဲစဉ်းစားအောင်လည်းမရဘူးကျွန်တော်ကခင်မိရဲ့အခုလိုခေတ်ကြီးမှာဗျာဘာဘလို့သုံးမှလဲပတ်စံသုံးနိုင်လို့ရှိရင်ပိုပြီးမြင့်တဲ့ quality ကိုရရဲပိုပြီးမြင့်တဲ့အရေးသွေးကောင်းတွေပေါ့အများကြီးရတယ်အဲ့လိုရနေနိုင်ပါလေရက်နဲ့ဘာကြောင့်တေးကောင်းတကောင်းမထွက်လာရတာလဲကျွန်တော်စဉ်းစားလို့မရဘူးကဲအခုလိုကျွန်တော်ပြောနေလို့ဗျာကျွန်တော်ကိုပြောကြအောင်ပဲပေါ့နော်မင်းကသူတို့ကိုဝေဖန်လေကင်နေရအောင်မင်းကဘာကောင်မို့လို့လဲမင်းရိုက်တယ်လားမင်းရိုက်တယ်မင်းရိုက်စားမင်းဒါရိုက်တာလှုပ်စားအဲ့လိုမျိုးပြောကြလိမ့်မယ်ဒါပေမဲ့ကျွန်တော်မရိုက်တယ်ဘူးလေကျွန်တော်မရိုက်တယ်လို့ကျွန်တော်မရိုက်တာကျွန်တော်ဒါရိုက်တာမလုပ်ဘူးဒါပေမဲ့ကျွန်တော်ဆိုလို့ရှိရင်တဲ့ဘောကရှင်းလေးဥပမာလူတယောက်ကသမင်းကြော်ရောင်းမယ်သမင်းကြော်တော့ကောင်းကြော်တတ်ရမယ်သမင်းကြော်ကောင်းမကြော်တတ်ပဲသမင်းကြော်ရောင်းနေဆိုရင်တော့စားသုံးတဲ့ customer ကတော့သမင်းကြော်မကောင်းတဲ့အကြောင်းကိုတော့ review ပေးမှာပဲကောင်းရင်လည်းကောင်းတဲ့အကြောင်းကို review ပေးမိမှာပဲအခုကျွန်တော်လည်းဒီတိုင်းပါပဲဒီစကားတွေကိုကျွန်တော်ကြည့်မိတဲ့အခါခံစားရတဲ့ဒီစေတနာဒေါသကဘာလဲဆိုတော့ဘာလို့ပေါ့ပြကြရလဲသူများနိုင်ငံတွေဗျအိန္ဒိယနိုင်ငံတွေအာရှကပါပဲထိုင်းတို့ဒီဖိလစ်ပိန်းတို့ဗီယက်နမ်တို့ကမ္ဘောဒီးယားတို့စိတ်တွေကအဲ့လိုစုပ်ပြတ်မတတ်ပါဘူးအခုဖြစ်ခဲ့တဲ့ဆန်ကြီးလှုပ်ထားတာတွေကတော်တော်ဆိုးတယ်စေတနာလေးထားပါအဲ့လိုလေးရိုက်ပေးဖို့ကျွန်တော်မျှော်လင့်နေဗျအခုဒီလိုမျိုးပြောတယ်ဆိုတာကလည်းကျွန်တော်ကတကယ်ကောင်းစေချင်လို့ပေါ့နော်တိုးတက်စေချင်လို့ကျွန်တော်ဒီလိုမျိုးပြောတာဖြစ်ပါတယ်အမားပါတာရှိရင်လည်းခွင့်လွှတ်ပေးကြဖို့ကျွန်တော်ကမျှော်လင့်ပါတယ်ဗျအဆုံးလေးကြည့်ရှုပေးခဲ့တဲ့အတွက်တယောက်ရှင်းစီကိုကျွန်တော်ကကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျ